ဟုတ်ကဲ့မင်္ဂလာပါဒီနေ့၄ရက်နေ့ဗုဒ္ဓဦးနေ့မနေ့9 နာရီအချိန်ပေါ့နော်ကျွန်တော်အိယာထအချိန်မှာကျွန်တော်ဗီဒီယိုလေးကောက်ဖွင့်လိုက်တယ်ပေါ့နော် TikTok ကျွန်တော်ကြည့်လိုက်တဲ့အချိန်မှာသတင်းတွေတက်လာပါပြီအဲ့တော့အားလုံးရဲ့သိကျင်တဲ့နိုင်ငံရဲ့အရွေ့အနာဂတ်နိုင်ငံတော်ကြီးကိုဘယ်လိုမောင်းနေမလဲဆိုတော့ plan ကြီးကနေ့က3ရက်နေ့မှာကြော်ညာချက်ထွက်လာပါပြီအဲ့တော့အခု ICJ ကိစ္စကလည်းကျွန်တော်တို့အားတိုက်ခွန်တိုက်เนาะကျွန်တော်တို့တာဝန်ရကျွန်တော်တို့ရဲ့အသိစိတ်ဓာတ်ရကျွန်တော်တို့အားပေးဝိုင်းရံမှုတွေပြီးသွားတဲ့ကိစ္စတခုဖြစ်သွားခဲ့ပြီပေါ့နော်။တိုင်းပြည်အတွက်လည်း result ကောင်းနေရလာမယ်လို့ညွှန်နေရတဲ့အခြေအနေဖြစ်သွားပြီပေါ့နော်။ဒီအချိန်မှာဒါပြီးသွားတဲ့တစ်ဖက်မှာတိုင်းပြည်ရဲ့အနာဂတ် plan ဘာလဲဆိုတာကိုမနေ့ကဆွေးနွေးချက်ထွက်လာခဲ့တဲ့အတွက်အဲ့ဒါလေးကိုကျွန်တော်ဆွေးနွေးပြီးတင်ပြချင်ပါတယ်။အဲ့တော့မနေ့ကထွက်လိုက်တဲ့ကြော်ညာချက်ကနိုင်ငံတော်အတိုင်ပင်ခံကောင်စီဆိုပြီးတော့ထွက်လာပါပြီအဲ့တော့နော်အဲ့ဒီမှာအခုကျွန်တော်လက်တလောအချမ်းမြင်သိရှိရသလောက်ပေါ့နော်ဥက္ကဋ္ဌဒုဥက္ကဋ္ဌပြင်ဖွဲ့ဝင်5ဦးဆိုတော့ဘောင်း9ဦးဟုတ်ပြီနော်အဲ့တော့ဘောင်း9ဦးမှာဘယ်သူတွေပါမလဲဟုတ်ပြီနော်နောက်ရွေးကောက်ခံပုဂ္ဂိုလ်တွေပါမလားနော်ရုပ်ောက်ဝဲဝင်ပြိုင်ထားတဲ့ပုဂ္ဂိုလ်တွေပါမလားဒါမှမဟုတ်တက်မတော်အတိုင်းဝိုင်းကဘယ်နှယောက်ပါလာမလဲပြင်ပအတိုင်းဝိုင်းကဘယ်နှယောက်ပါလာမလဲနော်လှုပ်ဆောင်ချက်နဲ့မူဝါဒကဘာတွေလဲဟုတ်ပြီနော်အဲ့ဒါလေးတွေကအရန်ကိုစိတ်ဝင်စားဖို့ကောင်းပါတယ်အဲ့တော့နိုင်ငံတော်တိုင်ပင်ခံကောင်စီဆိုရီတာလွတ်တော်ရဲ့အပေါ်သမရရဲ့အပေါ်မှာရှိမှာပါဒါကြောင့်မလို့ကျွန်တော်တိုင်းပြည်ကအဖက်ဖက်ကယူယွန်းပြီးတော့နော်တောင်းကျမ်းသူတွေကလည်းတောင်းကျမ်းအာဂရိတွေကလည်းမယားလွတ်တော်အမတ်တွေကလည်းအရေးချင်းမမီအဲ့ဒီမှာအာဂရိတွေထပ်လာမယ်ဆိုရင်ပုံမှန်နိုင်ငံတော်ကိုလွတ်တော်အနေနဲ့သမရနိုင်ငံတော်အနေနဲ့တွားတာအခါမှာထင်သလောက်မပေါက်ရောက်တဲ့အခမ်းကဏ္ဍတွေကျွန်တော်ကြုံခဲ့ပြီးဒီမိုကရေစီရဲ့နော်အရသာအနှစ်မရှိကြသေးတဲ့အချိန်မှာဒီလွတ်တော်နိုင်ငံကြီးရဲ့စွမ်းဆောင်ရည်ဘယ်လောက်ထိစွမ်းဆောင်နိုင်မလဲဆိုတော့အားနည်းချက်တွေကိုလည်းကျွန်တော်တို့တွေ့ကြရပြီအကြောင်းမလို့လွတ်တော်ရဲ့အပေါ်မှာနော်သမရရဲ့အပေါ်မှာသို့မဟုတ်နိုင်ငံတော်တိုင်ပင်ခံကောင်စီဆိုတဲ့စကလုံးတရက်နဲ့ထွက်လာတဲ့အုပ်ချုပ်မှုရန်တရားကြီးနိုင်ငံတော်ဥဆောင်မဲ့အဖွဲ့အစည်းတစ်ခုကြီးကပေါ်ပေါက်လာတဲ့အတွက်ကျွန်တော်တို့အားလုံးအရန်ကိုကျွန်တော်တို့မျှော်လင့်ခဲ့တဲ့အရာပါကျွန်တော်အရင်ကပြောခဲ့ပါတယ်နော်နိုင်ငံတော်ပုံစံတစ်မျိုးနဲ့တွားမဲ့အခင်းချင်းမှာဒီအခင်းချင်းမှာနော်ဘယ်လိုပုံစံမျိုးတွေနဲ့ထွက်လာမလဲဆိုတဲ့အရာအခုလွတ်တော်မှာဆိုရင်ဂျာအေးသူ့မိရနိုင်ငံတော်ကဒီလောက်ချွတ်ချုံကြပြီးတော့အဖက်ဘက်ကအာဂရိတွေကြီးနေတဲ့အချိန်မှာလွတ်တော်နိုင်ငံရေးအောင်အဲ့အာဂရိကိုရှင်းနိုင်မလားရှင်းလင်းနိုင်မလားဆိုတဲ့အရာလည်းရှိပါတယ်အရေးကြီးပါတယ်တိုင်းပြည်မှာအာဂရိတွေကြီးနေတဲ့အတွက်ကြောင့်လွတ်တော်နိုင်ငံရေးဟာဘယ်လိုမှမအောင်မြင်နိုင်သလိုတက်လာတဲ့သမရကတော့သူရွေးကောက်ပွဲမှာအောင်နိုင်ခဲ့တဲ့သူ့အမတ်တွေနဲ့နိုင်ငံကိုသွားတဲ့အခါမှာအပြစ်ပေးနိုင်တဲ့စွမ်းရည်ရှိသလားသူ့ရဲ့စွမ်းဆောင်ရည်နဲ့သူ့လူနဲ့သူ့မူနဲ့သူသွားနေတဲ့အရာကတော့ထိရောက်တဲ့အောင်မြင်မှုတစ်ခုသွားနိုင်မလားဆိုတဲ့အရာအရေးကြီးပါတယ်ဒါကြောင့်မလို့ကျွန်တော်တို့အရင် live တွေမှာလည်းကျွန်တော်ပြောခဲ့ပါတယ်နိုင်ငံရေးဆိုတာအားလုံးသုံးသပ်တတ်ဖို့လိုတယ်မြင်ဖို့လိုပါတယ်အဲ့တော့နောက်တစ်ခုထူးခြားတာလေးကပြောပြမယ်ဗျဒီနေ့3ရက်နေ့မှာဒီကြော်ညာချက်ထွက်တာနဲ့အတူပေါ့ရုရှားနိုင်ငံကလုံခြုံရေးကောင်စီအားလည်းကျန်ခဲ့တဲ့2ရက်လောက်တည်းကကြိုတင်ပြီးတော့ရောက်ရှိလာတယ်ရောက်ရှိပြီးတော့
နေ့ရက်မတိုင်ခင်လောက်တည်းကပေါ့နော်ကျိုတင်ရောက်ရှိလာပြီးတော့စာချုပ်တွေချုပ်ကြတယ်အဲ့ဒီမှာဒုတိယကာကွယ်ရေးရုရှားနိုင်ငံဒုတိယကာကွယ်ရေးဝန်ကြီးပါလာတယ်ပြန်ကြားရေးဌာနကအဖွဲ့တွေပါလာတယ်နော်နိုင်ငံတော်လုံခြုံရေးဆိုတဲ့အရှင်းမြင့်ပုံကူကြီးတွေရုရှားနိုင်ငံပါလာပြီးတော့စာချုပ်တွေချုပ်ပြီးတော့မှနိုင်ငံတော်အတိုင်ပင်ခံကောင်စီဆိုပြီးတော့တပြိုင်တည်းထွက်လာတာတိုက်ဆိုင်မှုတော့မဟုတ်ပါဘူးအဲ့တော့မြန်မာနိုင်ငံအတွက်အဖက်ဖက်ကစိတ်ဆိုင်ဖြစ်အောင်လုပ်နိုင်တဲ့နိုင်ငံကောင်းဆောင်တွေကိုလည်းချီးကျူးပါတယ်ဟုတ်ကဲ့ပါအဲ့ဒါအပြင်ပေါ့နော်ခင်ဗျားတို့မသိခဲ့တဲ့အရာတခုကျွန်တော်ပြောပြချင်ပါတယ်ကျွန်တော်ပြောနေနေတာကြားပါပြီအဲ့တော့နိုင်ငံတော်အတိုင်ပင်ခံပုဂ္ဂိုလ်ဘာကြောင့်ပေါ်လာတယ်လဲဒေါ်အောင်ဆန်းစုကြည်ဘာလို့ပေါ်လာတယ်လဲဖွဲ့စည်းပုံအရပေါ်လာတာပါဖွဲ့စည်းပုံမှာ2008ခြေခံဥပဒေဖွဲ့စည်းပုံမှာနိုင်ငံတော်အတိုင်ပင်ခံဆိုတဲ့ယာရုတစ်ခုရှိပါတယ်အဲ့ယာရုကို NLD ကဘယ်သူမှမသိပါဘူးအဲ့လိုလုပ်လို့ရတယ်ဆိုတော့ယာရုကိုပေးလို့ရတယ်ဆိုတဲ့အရာဥက္ကိုနေရာနေပြီးတော့ဒီယာကြီးကိုဆွဲထုတ်ပြီးတော့ဒေါ်အောင်ဆန်းစုကြည်ကိုပေးလိုက်တယ်ဆိုတာခင်ဗျားတို့ချင်းထည့်ခံလိုက်ရတာပါတကယ်တော့ဥက္ကိုနေလဲဒီဥပဒေရှိတာမသိပါဘူးဒီဥပဒေဒီလိုရှိလာအောင်ဥက္ကိုနေကိုဘယ်သူကပေးလိုက်တာလဲဒီဥပဒေကဘယ်အကြောင်းကြောင့်ပေါ်ပေါက်လာလဲနိုင်ငံတော်အတိုင်ပင်ခံပုဂ္ဂိုလ်ဒေါ်အောင်ဆန်းစုကြည်သမရရဲ့အထက်မှာဘာကြောင့်ရှိခဲ့ရတာလဲဆိုတာကအကြောင်းတရားတွေရှိပါတယ်အဲ့တော့ခင်ဗျားတို့ဂျင်းမိလိုက်တာကဥက္ကိုနီကြီးကပဲတော်လွန်အားကြီးလို့အမှန်တော့ဒေါ်စုကဂျင်းမိသွားတာဥက္ကိုနီကိုကောက်စားဥက္ကိုနီကိုထင်ကြီးဥက္ကိုနီကိုမွေးထုတ်ဥက္ကိုနီကိုဆရာတင်ပြီးတနိုင်ငံလုံးရဲ့ဆရာကြီးတဆူဖြစ်အောင်ဖန်တီးပေးလိုက်တာဒေါ်စုဂျင်းမိသွားတာပါအမှန်တကယ်တော့နိုင်ငံတော်အတိုင်ပင်ခံဆိုတဲ့ယာတုဟာဗိုလ်ချုပ်မူကြီးတန်းရွှေအနေနဲ့အမျှော်မြင်ကြီးစွာနဲ့2008ဖွဲ့စည်းပုံအခြေခံဥပဒေထဲမှာရေးဆွဲခဲ့တာပါဒီစည်းရေးဆွဲခဲ့ခြင်းရဲ့အကြောင်းတရားယနေ့မြန်မာနိုင်ငံတော်ကြီးဟာအစိုးဆုံးဆုံးကိုအချိန်ကိုဖြစ်သွားခဲ့မယ်ဆိုရင်သမရရဲ့အထက်မှာနိုင်ငံတော်ကိုအလင်းစလို့ပြန်လည်တက်မှတ်နိုင်ဖို့အတွက်နိုင်ငံတော်အတိုင်ပင်ခံယာရုတစ်ခုကိုဖွဲ့စည်းပုံထဲမှာထည့်သွင်းရေးဆွဲခဲ့ကြတာကိုတက်မတော်ခေါင်းဆောင်ကြီးတွေပဲသိကြပါတယ်ဒါကြောင့်မလို့ယနေ့နိုင်ငံတော်အတိုင်ပင်ခံကောင်စီကိုတယောက်တည်းမဟုတ်ဘဲနဲ့အဖွဲ့လိုက်ကောင်စီအနေနဲ့ပေါ်ပေါက်လာခြင်းအားလည်းတိုင်းပြည်ရဲ့အင်အားကြီးတစ်ရပ်ကိုပို့ပြီးတွန်းပို့စီမယ်လို့ကျွန်တော်တို့ယူဆပါတယ်အဲ့ဒီအပြင်လွတ်တော်ပြင်ပကနေပြီးတော့နိုင်ငံရဲ့အချုပ်အခြာအာဏာအားလုံးကိုလွတ်တော်ကြီးနဲ့အတူသမရကိုထိန်းကျောင်းမှုအတွက်နိုင်ငံတော်အတိုင်ပင်ခံကောင်စီဟာဘို့အပေါ်မှာတက်ထိုင်နေတယ်ဆိုတဲ့အရာတစ်ခုကလည်းတိတ်ကိုလှပတဲ့အကွက်ကလေးတစ်ကွက်ဖြစ်ပါတယ်ကျွန်တော်တို့တွေ့တဲ့အတိုင်းဝိုင်းနေဆွေးနွေးပွဲတွေမှာကျွန်တော်တို့အများအားပြောပါတယ်သမရကိုဘယ်သူလိုချင်တယ်လဲလှုပ်ချင်တယ်လဲထိုင်ကြည့်နေပါထိုင်ကြည့်လို့လည်းရတဲ့အကွက်တစ်ကွက်ရှိနေတယ်ကျွန်တော်တို့ပြောနေပါတယ်အဲ့တော့ဒီအကွက်နဲ့အတူသမရယာရုကိုယူမှာဘယ်သူတွေဖြစ်နိုင်လို့လဲလာမယ့်အနာဂတ်မှာသမရယာရုတွေယာထားလို့ရတဲ့ပုံကိုယ်တွေအများကြီးကျွန်တော်တို့ခံမှန်းလို့ရသလိုအတိုင်ပင်ခံကောင်စီထဲမှာဘယ်သူတွေပါလာမလဲဆိုတဲ့အရာလဲသိစိတ်ဝင်စားဖို့ကောင်းပါလေကျွန်တော်တို့ကတော့လွတ်တော်အပြင်အတိုင်ပင်ခံကောင်စီတစ်ခုဟာအပေါ်မှာအာဏာကြီးအားလုံးကိုတော့ထိမ့်ညှိမယ်ဆိုရင်ထိမ့်ချုပ်တာနဲ့ထိမ့်ညှိတာမတူဘူးเนาะအာဏာကြီးအားလုံးကိုထိမ့်ညှိသွားဖို့အတွက်နိုင်ငံတော်ကြီးကိုအလင်းမြန်တိုးတက်ဖို့အတွက်နိုင်ငံတော်ကောင်စီကလွတ်လပ်တဲ့နိုင်ငံရေးဖွဲ့စည်းတွေလွတ်လပ်တဲ့ပြင်ပအဖွဲ့အစည်းတွေနဲ့စောလင်စွာအလုပ်လုပ်နိုင်တယ်လင်းမြန်စွာအလုပ်လုပ်နိုင်တယ်တိုက်ရိုက်ထိတွေ့စွာအလုပ်လုပ်နိုင်တယ်အကွက်တစ်ကွက်ဖွဲ့စည်းပုံမူဝါဒထဲမှာပါလာရင်ဖွဲ့စည်းပုံမှာမပါရင်တော့၎င်းအဲ့ဒီလိုရည်ရွယ်ချက်မျိုးတွေနဲ့နိုင်ငံတော်ကောင်စီကြီးဟာအလင်းစလို့လုပ်မယ်ဆိုရင်လွတ်တော်ကြီးဘာတွေလုပ်မလဲသမရာကြီးဘာလုပ်မလဲဆိုတဲ့အရာကအဲ့ဒီမှာကော့ကွင်းထင်ပေါ်စွာနဲ့ပေါ်ပေါက်လာလိမ့်မယ်ဆိုတာကိုကျွန်တော်တို့မြင်ပါတယ်အဲ့တော့မြန်မာပြည်မှာဒေါ်စုချင်းထဲခံလိုက်ရတဲ့နိုင်ငံတော်အတိုင်ပင်ခံပုဂ္ဂိုလ်ကြီးဟာသူ့ကိုယ်သူတော့အဟုတ်ကြီးထင်ပြီးကိုနီကိုခောက်စားလိုက်တဲ့အချက်ကအဲ့ဒီမှာချင်းမိသွားတယ်ဆိုတဲ့အချက်ကိုကျွန်တော်ပထမဦးဆုံးအရင်ပြောပါမယ်ကျွန်တော်ဒုတိယပိုင်းနေလာပါမယ်တတိယပိုင်းနေလာပါမယ်စတုတ္ထပိုင်းနေလာပါမယ်အရန်ကိုကောင်းတဲ့နိုင်ငံတော်အရွေကြီးတစ်ခုကိုစတင်ရွေးရှိပြီးဆိုတော့ကျွန်တော်တို့မြင်ရတွေ့ရပါပြီဆိုတဲ့အကြောင်းကိုကျွန်တော်တို့ရဲ့ညီကိုမိတ်ဆွေတွေကိုကျွန်တော်